ကျမယောက်ျားကိုရေတွင်းထဲလွှတ်ချလိုက်တယ်ကျိုးပြန်တက်လာတဲ့အခါသူကပျောက်နေပြီသူ့အစားရွှေတွေအပြည့်နဲ့စီပိုင်းတစ်လုံးရောက်နေတယ်ကျမနဲ့ကျမအမတို့အဲ့ဒါကိုစိုက်ကြည့်နေမိတယ်ဘာတွေဖြစ်သွားမှန်းနားမလည်နိုင်ပဲပေါ့အထဲမှာရွှေတွေထက်လို့ချင်းအစားအစာပို့ပေးလို့ရေးထားတဲ့စာတစ်စောင်တွေ့တဲ့အထိပါပဲကျမတို့အချင်းချင်းချက်ချင်းအကြည့်ချင်းဖလှယ်လိုက်ပြီးဘေးနားမှာရက်နေတဲ့ကြက်မကြီးဘက်လှည့်လိုက်တယ်တစ်စက္ကန့်မှတွေ့ဝေမနေပဲကျမတို့အဲ့ဒါကိုကျိုးနဲ့ချီပြီးအောက်ကိုရှော့ချလိုက်တယ်မကြပါဘူးရွှေအိုးတစ်လုံးထပ်ပေါ်လာခဲ့တယ်ဆက်လုပ်လို့ရိုးရိုးလေးရေးထားတဲ့စာတစ်စောင်နဲ့အတူပေါ့အဲ့ဒီသွေးဆောင်မှုကတွန်းလှန်ဖို့ခက်ခဲလွန်းတယ်ကျမတို့အကြည့်တွေက KOC ရောက်သွားတယ်သူကထောင်းတနေရာမှာမူပြီးလဲနေတာလေသူကအမြဲတမ်းအကြမ်းဖက်တတ်တယ်ကျမအမကိုအမြဲတမ်းနာကျင်အောင်လုပ်တယ်အဲ့ဒီအချိန်မှာသူဒီမှာဆက်ရှိမနေသင့်ဘူးလို့ကျမတို့နှစ်ယောက်လုံးခံစားလိုက်ရတယ်ဒါနဲ့သူ့ကိုပါလွှတ်ချလိုက်တယ်ရွှေတွေလည်းနောက်တစ်ခါပြန်ရောက်လာပြန်ရောအချိန်ပေါင်းများစွာလဲလှယ်ပြီးတဲ့နောက်ကျမတို့မှာမျိုးဆက်ပေါင်းများစွာတက်တောင့်တက်တာနေနိုင်ဖို့လုံလောက်တာထက်ပိုနေပြီဒါပေမဲ့လောဘကအဆုံးမရှိဘူးကျမတို့ထပ်လို့ခြင်းသေးတယ်ကျမတို့ရွာကစစ်ဆေးရေးမှုကိုခေါ်လိုက်တယ်ပူဇော်ပတ်သက်ဖို့အလောင်းတစ်တလောင်းလိုတယ်လို့ဟန်ဆောင်ပြီးပေါ့သူအစပိုင်းတော့ညင်းတယ်ဒါပေမဲ့ကျမကသူ့ကိုရွှေအိတ်လေးကြီးတစ်လုံးကမ်းပေးလိုက်တဲ့အခါသူ့သဘောထားကချက်ချင်းပြောင်းသွားတယ်နောက်တစ်နေ့မှာသူကကျမတို့တောင်းတာကိုလာပို့ပေးတယ်ကျမတို့အတူတူအလုပ်လုပ်ဖို့အကြံပေးလိုက်တယ်သူသာတစ်နေ့ကိုအလောင်းတစ်လောင်းယူလာပေးနိုင်ရင်ကျမတို့ဆက်ပြီးပတ်စံပေးမယ်ပေါ့သူကမတက်မတာဖြစ်နေပုံပဲဒါပေမဲ့နောက်ထပ်ရွှေတအိတ်ကသူ့ရဲ့တန်တရားတွေကိုအဆုံးသတ်ပေးလိုက်တယ်ဒါပေမဲ့လည်းသူ့မျက်လုံးထဲမှာဆက်စုကျင်စိတ်တွေကြီးထွားလာတာကိုကျမမြင်နေရတယ်အဲ့ဒီညကျမနဲ့ကျမအမအိတ်နေတော့ခြေတံတွေကြားလို့ကျမနိုးလာတယ်စစ်ဆေးရေးမှုနဲ့သူ့လူတွေဝင်စည်းလာတာသူတို့မျက်လုံးတွေကအခန်းထဲမှာပြန့်ကျဲနေတဲ့ရွှေပုံကြီးတွေကိုပဲစိုက်ကြည့်နေတယ်သူတို့ဘာမှမထိနိုင်ခင်မှာအပြင်ဘက်ကနေဟိန်းတန်နဲ့ကြီးတတန်ထွက်လာတယ်ကျမတို့လှည့်ကြည့်လိုက်တော့အရေးတစ်ခုတကားစီကိုရွှေ့လာတာတွေ့လိုက်ရတယ်ဒါကရေတွင်းထဲကတတဝါကြီးပဲအားလုံးကြက်တေသွားတယ်ပြီးတော့မှကျမတို့ထူးဆန်းတာတစ်ခုသတိထားမိလိုက်တယ်ကျမတို့သူ့ကိုတဲ့တဲ့ကြည့်နေတဲ့၍သူကအနားကိုမတိုးလာဘူးဒါပေမဲ့စစ်ဆေးရေးမှုရဲ့လူတစ်ယောက်ကကြောက်လန့်တကြားနဲ့ထွက်ပြေးတယ်စက္ကန့်ပိုင်းတွင်းမှာပဲအဲ့ဒီတတဝါကြီးကသူ့ကိုဆွဲခေါ်သွားပြီးနယံပေါ်မှာစာရေးထားတဲ့သွေးကွက်ကြီးခြံထားခဲ့တယ်ရေတွင်းကိုဘယ်တော့မှအမျက်မထားနဲ့တဲ့ကျမနှလုံးသားတွေအေးဆက်သွားတယ်ကျမတို့စစ်ဆေးရေးမှုကိုအကုန်ဖွင့်ပြောပြလိုက်တယ်သူကူညီမယ်လို့မျှော်လင့်ပြီးပေါ့ဒါပေမဲ့သူကပြုံးတယ်သူကိုယ်တိုင်ရေတွင်းကိုအစာကျွေးနိုင်တဲ့ရွာတရွာလုံးနဲ့လေနောက်တညမှာသူကလူတိုင်းကိုပွဲတော်တစ်ခုအတွက်စုဝေးစေတယ်ရွာသားတွေတချင်းဆိုကားခုန်နေကြတော့သူကမီးကြိုးတွေကိုခိုးဖျက်လိုက်တယ်မီးတွေမှောင်သွားတဲ့အခါတင်တုံးသားလိုထက်တဲ့ဝါယာကြိုးတွေကလူအုပ်ကြားကိုဖျက်ပြေးသွားပြီးသူတို့ကိုလှိဖြတ်သွားတဲ့မျက်စိတမိတ်အတွင်းမှာပဲအော်ဟစ်တန်တွေတိတ်သွားပြီးကြန့်ရှိခဲ့သမျှကရွှေပုံကြီးတွေအဖြစ်ပြောင်းသွားတယ်စစ်ဆေးရေးမှုကတော့အရန်ကိုပျော်ရွှင်နေတယ်ဒါပေမဲ့အားမရသေးဘူးသူကရေတွင်းထဲကအတန်တန်ကြားတယ်လို့ဆိုပြီးကျမကိုအနားကပ်ပြီးနားဆွင့်ခိုင်းတယ်ကျမဘာမှမလုပ်နိုင်ခင်မှာပဲသူကကျမကိုတွန်းချလိုက်တယ်ကျမအမကပြန်ခုခံဖို့စူးစမ်းသေးတယ်ဒါပေမဲ့သူမပါအတွန်းချခံလိုက်ရတယ်စစ်ဆေးရေးမှုကရွှေတွေအားလုံးကိုပိုင်ဆိုင်သွားခဲ့တယ်ဒါပေမဲ့ဒီအရာအားလုံးကတကယ်ပဲသူလိုချင်တယ်လို့ဖြစ်လာပါမလား